ဘူမရေတမီး ရှမ်း မြန်လောက်ခဲဟိုမှာဆိုင်းရခေါ်နေပြီဟဲ့တမီး ဥပ္ပေရဲ့ sorry ရှိပါသေးတယ်သမီးတို့ကြောက်ကြအောင်အခုချိန်မြောက်လည်းမမြောက်ရသေးဘူး ဘူမရေနင်တို့ကြောက်ပတော့နင်တို့သိတယ်နော်ငါမန်းလေးပြန်မှာသွားလာမှာတဲ့နော်ဒါကြောင့်မို့လို့ပါရေဘူမမြန်လို့စမှာ နေပါအောင်ဥပ္ပေရာနေပါသမီးမပြီးသေးဘူး လို့ပါဟိုဆိုင်းရခေါ်နေပြီမပိုင်သူဆိုင်ဆွဆိုးနေလိမ့်မယ်ဟဲ့တို့ပါကြောက်တော့ကြောက်တော့အဲ့ဒီဘူမနဲ့ဘေးတော့ဆိုပြီးတော့လာပြီးတော့ကြည့်နေကြမှာမန်းနဲ့တို့ပြေးနေမှာတွေ့ပြီ ဟုတ်ပါရဲ့ခဏဆောင်ပါ sorry ရှိသေးတယ်မှာမန်းနဲ့လည်းဘူးမှမမြောက်သေးဘူးဒီချိန်ဆို နင်လည်း ဥ ပြော ပ္ပေတော့ဥပ္ပေတော့မန်းလေးလို့မဟုတ်ဘူးဒီက အေးပါတို့လေတုံးလေးလေတုံးလေးနော်အေးပါဆက်လာပြီ ဥပ္ပေ ငါရှင်းစုံနေမယ် နင်ရောဟိုသမီးမေးစရာရှိလို့ မေဟိုဥပ္ပေလိုင်းမမှာတင်နိုင်ဟာလေဥပ္ပေမိန်းမကြောက်တယ်ဆိုအတကယ်လား ဘူမရေဘယ်တိဆရာကိုဒီဝဆိုင်နဲ့မေးရသလားရိုးရိုးအပြင်မှာမေးပါလား ဟုတ်ပါပြောပါမိန်းမကြောက်တော့တကယ်လားလို့ အေးပေါ့ကြောက်ချက်ယူသေးပေါ့ဟဲ့အမေလိုမိန်းမပေါ့အမေလိုမိန်းမပေါ့အေးတော်တော့ ဥပ္ပေတကယ်ကြောက်တာဟုတ်လားလို့ ဘူမကြီးကတအားရွှေ့တယ်ဟုတ်တယ်မှာဘာမှမသိဟုတ်တယ်မှာဘယ်တိကြောက်တော့မှာပြောနေမှာဟုတ်တယ်မှာ နေပါမမြောက်ပါနဲ့ဟိုမိန်းမကြောက်တယ်တကယ်လားလို့ နှခါပြောမယ်မိမကြောက်တာတကယ်ခင်ဗျာဘယ်လိုကြီးမိမကြောက်တာတကယ်ပါခင်ဗျာဘူမရေမိမကြောက်တာတကယ်ပါခင်ဗျာ ဥပ္ပေမိန်းမကြောက်တယ်တကယ်လေးကြာနော် ဟာဘူမရေငါလိမ့်ကြလားဟာတကယ်ကြောက်ပါတယ်ပြောနေမှာဟုတ်တယ်မှာ တကယ်ကြောက်တာနော် တကယ်ကြောက်ပါတယ်လို့ပြောနေမှာဘူမရေဟုတ်တယ်ခဏမေးဘာတော့ဘာကိစ္စတော့ အဲ့ဆိုလေသမီးဗျာလို့ထူပေးသမီးခေါ်မယ်ဗျာလို့ထူပေး ဗျာ နော် အေးကတူတူမနော် မ ဘူမမောင်လို့ခေါ်တာဘယ်လိုပြောမှာ ဗျာလို့ထူအောင်မလို့ ဗျာနားကတည်းကနော်မ ဗျာဘူမမောင်ဗျာ နားကတည်းကမယ်နော်မ ဗျာ ဘယ်တော့ငါပဲတဘူးလဲတော့ ဟမ် ဘူးနေတော့တော့ငါပဲ ဒီမှာဘုံငါလည်းဘာလို့ခေါ်တာ ဟိုသမီး ခေါ်လေ သမီးတော့ခေါ်လို့မရတော့ဟိုသမီးဘေးနဲ့တွေ့တာလေပုံမားတဲ့ရီးစားရကျင်လို့ရှင်တဲ့မိန်းမကြောက်တဲ့လူကိုမောင်လို့သုံးခါခေါ်ရမယ်ဆိုလို့အားကြောင့်ဥပ္ပေကိုခေါ်တာ မိမကြောက်တယ်လို့မောင်လို့သုံးကခေါ်ရင် ဟုတ်တယ် နေရီးစားရမှာ ဟုတ်တယ် အမလေးမဲဘူးမရဲ့ကိုရီးစားရဖို့ရင်ငါမြအတုံးချပါလားအတုံးချစရာမလိုပါဘူးဘယ်တော့ယူလိုက်ဟုတ်ပြီလား ယူချင်မအောင်သမီးကလူပဲကြိုက်တာလိမ့်ဆန်ကြိုက်တယ် လိမ့်စားပါတော့ 你个地家的面筋，我干面无力呀，你看地上，十八陪着，那面